လူမျိုးရေးခွဲခြားမှုကိုတယောက်တည်းရင်မဆိုင်ပါနဲ့ကူညီရရှိနိုင်ပါသည်လူမျိုးရေးခွဲခြားမှု racism ဆိုတာပါလဲလူမျိုးရေးခွဲခြားမှုဆိုသည်မှာတင့်အားအောက်ပါချက်များကြောင့်မမျှတသောဆက်ဆံခြင်းနိုင်ကျင့်ခြင်းသို့မဟုတ်နောက်ကျခြင်းတို့ကိုဆိုလိုပါသည်ရုပ်ရည်သွင်းဖြင့်ကိုယ်ွယ်သည့်ဘာသာနိုင်ငံသားဖြစ်မှုရိုးရာဝတ်စားစီရင်မှုနှင့်အစားအစာလူမျိုးရေးခွဲခြားမှုကြောင့်စိတ်ရှုပ်ထွေးခြင်းအထီးကျန်ခြင်းကြောက်ရွံ့ခြင်းဝမ်းနည်းခြင်းဒေါသထွက်ခြင်းနှင့်မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ကိုခံစားရနိုင်ပါသည်လူမျိုးရေးခွဲခြားမှုသည်အလုပ်ကိုင်းအိုးအိမ်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာရေးဆိုင်ရာအခွင့်အလမ်းများရရှိခြင်းမှလည်းတင့်အားတားဆီးနိုင်ပါသည်လူမျိုးရေးခွဲခြားမှုကတင့်ပေါ်ဘယ်လိုသက်ရောက်နိုင်သလဲကျွန်ုပ်တို့၏လူမှုအတိုင်းဝိုင်းမှာပြောပြချက်များမှာနေမကောင်းသလိုချွေးထွက်ပြီးစိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်ဒီနေရာနဲ့သက်ဆိုင်မှုမရှိသလိုခံစားရပါတယ်ညဘက်မှာအိမ်မရပဲနိုးနေပါတယ်အရန်အထီးကျန်တယ်လို့ခံစားရပါတယ်လူမျိုးရေးခွဲခြားမှုသည်အလုပ်ခွင်များကျောင်းများအားကစားအသင်းများနှင့်ဆိုင်များယထာများကဲ့သို့သောနေရာများတွင်ဖြစ်ပွားနိုင်ပါသည်မည်သည့်နေရာတွင်ဖြစ်စေကမူဤကိစ္စသည်လုံးဝလက်ခံနိုင်စရာမရှိပါဤပိုစတာကိုသင်၏ဘာသာဖြင့်နားဆင်ရန် QR code ကိုဖုန်းဖြင့်ဖတ်ပါကူညီရယူရန် anti-racism.victoria.com.au/support-service သို့သွားပါဖုန်းခေါ်လိုသောအကူအညီလုပ်ငန်းကိုရွေးချယ်ပါသင်၏ဘာသာဖြင့်ပြောဆိုလိုကြောင်းပြောပါဝန်ဒမ်ဝတ်တော်စီနှင့်စောက်သည့်ဒေသများရှိလူမျိုးရေးခွဲခြားဆက်ဆံခြင်းစန့်ကျင်ရေးကူညီမှုကွန်ရက်များကစိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးနိုင်ပြီးရွေးချယ်နိုင်ရန်များကိုလည်းရှာဖွေလေ့လာရန်ကူညီပေးနိုင်ပါသည်ဗစ်တိုးရီးယားပြည်နယ်တဝမ်းတွင် VEOHRC ကပုံမှန်အကြံဉာဏ်များပေးနိုင်ပြီးလူမျိုးရေးခွဲခြားဆက်ဆံမှုဖြစ်ရပ်များတိုင်ကြားရန်ကူညီနိုင်ပါသည် humanrights.vic.gov.au/gethelp သင်တွင်အန္တရာယ်သို့မဟုတ်ထိခိုက်မှုရှိပါက